မွေးဖွားလာတာကိုဘာကြောင့်ပြီးလို့ခေါ်ရလဲလို့ဆိုရင်ဇာတိပြီးလောင်လိုက်ပြီဆိုလို့ရှိရင်နောက်ဆက်တွဲတွေကအကောင်းမလာတော့ဘူးပေါ့နော်မွေးလိုက်တာနဲ့တပြိုင်နက်အလုံးဟာတာဝန်ရှိသွားတယ်ဘာတွေတာဝန်ရှိတုံးဆိုရင်လူတယောက်ဟာလူလောကမှာမွေးလိုက်တာနဲ့တပြိုင်နက်လောကမှာတွေ့ကြုံရမယ့်ဒုက္ခတွေအတွက်သူကဆင်းသင်းဖြစ်သွားတယ်အဲ့တော့မွေးလိုက်တာနဲ့တပြိုင်နက်ဖြစ်လာမယ့်ဟာကဘာတော့ဆိုရင်အိုခြင်းပဲနောက်သေးခြင်းပဲဇာတိဖြစ်လိုက်တာနဲ့တပြိုင်နက်အိုခြင်းနဲ့ตายခြင်းသေးခြင်းဆိုတာရှောင်လွဲလို့မရတော့အဲ့တော့ရှောင်လွဲလို့မရတော့ကြည့်လိုက်ပဲဆိုရင်ဒါစိတ်ပူပန်စရာတွေဖြစ်တယ်ပေါ့ရုပ်ခန္ဓာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်လေမွေးဖွားလာပြီးတဲ့နောက်တဖြည်းဖြည်းအိုမင်းလာတာဟာစရမီးရဲ့လောင်ကျွမ်းမှုလို့ခေါ်တယ်နုပြုံမှုတွေကပျက်စီးကုန်ပြီးလောင်တဲ့တရားကြည့်လိုက်ပေါ့ပြီးလောင်တဲ့တရားဟာမဲကြံ့ရစ်တယ်ဘယ်နေရာပြီးလောင်အယုတ်ဆိုးကြည်တံပြီးတော့မဲကြံ့ရစ်တာအဲ့လိုပဲဇာတိမီးကစလိုက်တာဝေးဖွားလိုက်တာနဲ့တပြိုင်နက်ဝေးဖွားခြင်းကိုပဲဇာတိမီးလို့ခေါ်ပြီးတော့ဝေးဖွားလိုက်တာနဲ့တပြိုင်နက်ကိုယ်ဒုက္ခပြီးမှာပါတော့စရာမရဏအဲ့ဒါတွေဟာပျက်စီးဆုံးရှုံးမှုတွေပဲလူပြုတ်မှုတွေကိုလောင်ကျွမ်းပြလိုက်တယ်လူရဲ့လူပြုတ်မှုမှန်သမျှကိုလောင်ကျွမ်းပြလိုက်တယ်ဒါကြောင့်မို့စရာပြီးအသက်ရှင်သန်နေမှုတွေကိုလောင်ကျွမ်းပြလိုက်တာမရဏပြီးဇာတိကတော့သူ့ကိုအစာပြုတာမဟုတ်မိဟုသမျှကိုဖိတ်ခေါ်လို့သူ့ကိုမိလို့ခေါ်တဲ့သဘောရှိတယ်ဒုက္ခတွေအလုံးကိုဖိတ်ခေါ်တာဖြစ်တယ်ဇာတိရဲ့စရာရဲ့မရဏရဲ့ဒီသုံးခုကတော့အရင်ခံပဲပေါ့